အားလုံးပဲမင်္ဂလာပါဗျအန်ဆိုလူခတ်ဖောင်းမကနေပြန်လေကြိုဆိုလိုက်ပါတယ်ကျွန်တော်အန်ဆိုပါ Chapter 40ရဲ့အစမှာတော့ကိုတူကြီးကိုသွားခေါ်တဲ့ကောင်ကိုတူကြီးနဲ့အတူပြန်လည်ရောက်ရှိလိုက်ပြီကိုတူကြီးကဘယ်ကောင်လဲကွာငါညီကိုနာကြအောင်လုပ်တဲ့ကောင်ကတော့တေးရှင်နေလီလားကွာဆိုပြီးအော်ပြောနေကြရပေါ့အဲ့လိုနဲ့ဘေးကကောင်ကလည်းခေါင်းဆောင်ဟိုမှာပဲဆိုပြီးကိုတင်ညွန့်လို့ရှိရဘက်ကိုညွှန်ပြလိုက်တယ်အတန်အောင်ကြားလိုက်ရတဲ့ကိုတင်ညွန့်တို့ကလည်းတေးထားမိလိုက်ပြီးအနောက်ကိုတစ်ချက်လိုက်ကြည့်လိုက်တယ်ကိုတူကြီးကိုသွားခေါ်လာတဲ့နွားကလည်းဟိုကောင်ပဲခေါင်းဆောင်သူကတူကောင်ဆောင်တပ်ဖို့အတွက်လုပ်ခဲ့တယ်ကိုတူကြီးကလည်းဘယ်ကောင်လဲလို့ပြန်မေးလိုက်တယ်အဲ့လိုနဲ့ကိုတူကြီးကတေးချကြည့်လိုက်ပြီးတော့တခုခုကိုတေးထားမိလိုက်ကနေပါအောင်ကောလာဟာလေးရတော့အဲ့ဒီလူပဲမျက်လုံးတွေကအေးဆက်ပြီးတော့ခံမလို့မရတဲ့အပြင်ကတစ်ဖက်လူကြောက်စိတ်တွေဖြစ်ပေါ်လာတန်ရမှုရှိတယ်လို့ပြောကြတယ်အဲ့ဒီရဲ့ဓာတ်ကလည်းလာပြည့်အလင်းအောင်မှာတုံ့လုံထားသလိုထင်ရတဲ့ထက်မြက်တဲ့ဓာတ်တလက်နဲ့တူနေတယ်ဓာတ်မှလည်းအေးဆက်တဲ့အလင်းရောင်တွေတောက်ပနေပြီးဘာမဆိုဖြတ်တော့ပြစ်နိုင်လောက်ထက်မြက်တဲ့ထင်ရပြီးတော့ဒီကနေတော့ငါခံစားမိနေတယ်သူ့ရဲ့ပြင်းထန်တဲ့ aura ရဲ့ဖိနှိပ်မှုအဲ့လိုကိုလူကြီးကတူဝင်နေတော့မှပဲဘေးကကောင်လည်းခေါင်းဆောင်ဒီကောင်ကိုမြင်မြန်လေးပညာပေးလိုက်စမ်းပါကိုတင်ညွန့်ကိုလည်းနွားလေးကလှမ်းအားချောင်းနေခဲ့ပြီးဖောက်မြက်ကန်းဆောက်ယူကောင်မင်းကငါတို့ရန်လာစားရတယ်ပေါ့ဟုတ်လားမင်းတည်ခြင်းနေခဏဆောင်လိုက်ဆိုပြီးလှမ်းပြောနေခဲ့ရပေါ့ကိုတူကြီးရဲ့အတွေ့အထဲမှာတော့တခုခုစဉ်းစားနေခဲ့ပြီးငါလက်ခွေးလိုပဲဒီလိုမျိုး aura နဲ့ဒီလိုဓာတ်ဘောစင်မကောင်းဆိုးတဲ့ကောင်ကိုတက်ပြီးရလာတဲ့ရှားပတ်ပစ္စည်းဆိုတာတေးကြတယ်ဒါဆိုရင်ဒီကောင်ကတေးကြပေါ့လင်းရပဲလို့တွေးရင်ချွေးပြန်ကတွေးနေခဲ့ရပေါ့ဒီဆောက်ယူကောင်ဘာလို့ဒီကောင်မှရွေးချယ်ပြီးတော့တိုက်ခိုက်ခဲ့ရလဲပြဿနာရှာတဲ့နေရာမှာတော့တော်ရဲ့ကောင်ပဲငါလီးထဲမှာပဲလို့တွေးနေတော့မှာပဲဘေးမှာရှိတဲ့ကောင်ကလည်းကိုတင်ညွန့်ကိုလောင်ပြောင်နေခဲ့ရပေါ့အဲ့လိုနဲ့ကိုတင်ညွန့်ရဲ့ဘက်ကလည်းစကားစတင်ပြောလာခဲ့ပြီးဒါဆိုရင်မင်းက Blast-Stain အဖွဲ့ရဲ့ခေါင်းဆောင်လာလို့တခွန်းပဲပြန်မေးလိုက်ပါတယ်ကိုတင်ညွန့်ပြောတာကိုလည်းဂယုမဆိုင်နိုင်တဲ့ကိုတုံကြီးကကြောက်ကြောက်နဲ့စိတ်ထဲမှာတော့ငါမူရပြတ်သွားလို့မဖြစ်ဘူးဒါပေမဲ့လည်းမဖြစ်မနေတိုက်ခိုက်ရတော့မယ်ထင်တယ်ခဏအကြာမှာတော့ကိုတင်ညွန့်ရဲ့အနောက်ကနေအရေးတစ်ခုကပေါ်လာခဲ့ပြီးတစ်ခုခုကတိုက်ခိုက်ဖို့အတွက်ပြေးဝင်လာတာကိုသတိထားမိလိုက်တဲ့မိန်းကလေးကလည်းအလန့်ကြားနောက်ကိုလှည့်ကြည့်လိုက်အောင်ဆိုပြီးကိုတင်ညွန့်ကိုအော်ပြောလိုက်ပါတယ်အဲ့လိုတိုက်ခိုက်ဖို့လာနေတဲ့ကောင်ကလည်းပြန်ထလာတဲ့ဆံဝါကောင်ဖြစ်နေခဲ့ပြီးအဲ့လိုဆံဝါကောင်ကလည်းပြန်လဲပေါ်လာတဲ့ကြောင့်မောင်တီကျူးဘက်ကလည်းအားရပြန်တက်လာကကိုတင်ညွန့်ကိုတိုက်ခိုက်ဖို့အတွက်ရှေ့ကိုတက်လာခဲ့ပါတယ်တိုက်ခိုက်ဖို့လာနေကိုတုံကြီးကဒီမှာကိုလူမင်းငါတို့ရဲ့အဖွဲ့နဲ့ပြဿနာဖြစ်ဖို့ဆုံးဖြတ်လိုက်တာမိုင်မဲကိစ္စပဲလို့ပြောကနှစ်ကောင်သားပြိုင်တူတိုက်ခိုက်ဖို့အတွက်ကိုတင်ညွန့်စီကိုခေါင်းလာခဲ့ကြတယ်အဲ့လိုနှစ်ကောင်စလုံးကပြိုင်တူတိုက်ခိုက်လိုက်တဲ့ကြောင့်ချက်ချင်းဆူလိုပဲကိုတင်ညွန့်ကလည်းခိုးပလက်ခေါင်းဆောင်ကောင်ဆင်းခေါ်လိုက်ပြီးအဲ့လိုဆင်းခေါ်လိုက်တဲ့ကြောင့်ကိုတုံကြီးနဲ့ဆံဝါကလည်းကြောင်းအောင်ဖြစ်သွားတဲ့အချိန်မှာပဲခိုးပလက်ခေါင်းဆောင်ကောင်ဆံဝါကောင်သူ့ရဲ့လက်နဲ့ရိုက်ထုတ်ပြလိုက်တာအဝေးကိုထပ်မှန်လွတ်ထွက်သွားခဲ့တာဆံဝါလည်းရှောသွားခဲ့ပါတယ်တစ်ဖက်ကလာနေတဲ့ကိုတိုကြီးကိုလည်းကိုတင်ညွန့်ကပြန်လဲတိုက်ခိုက်ဖို့အတွက်ဟန်ပြင်းလိုက်ပြီးနောက်တစ်ခါမင်းလေပဲလို့ပြောလိုက်တဲ့ကြောင့်ကိုတိုကြီးကလည်းလန့်သွားတဲ့အချိန်မှာပဲအပြင်းပြင်းနဲ့ရင်ဘက်ကိုဓာတ်နဲ့တစ်ချက်တည်းခိုးချပေးလိုက်တဲ့ကြောင့်ကိုတိုကြီးကလည်းတခါတည်းအနှိမ့်ဆက်သဘောနဲ့ကိစ္စရောသွားခဲ့ပါတယ်အဲ့လိုတက်ပြီးသွားတဲ့နောက်မှာတော့ကိုတင်ညွန့်ကလည်းနံပါတ်1ဂိုင်းဖွဲလောက်ကတော့ငါဘက်ကအစွမ်းကုန်ပြန်တိုက်ခိုက်ဖို့အတွက်တောင်မလိုအပ်ဘူးဆိုတာပြောပြီးတဲ့နောက်မှာတော့ကိုတင်ညွန့်ပလေယာတွေကိုတက်လိုက်တဲ့အတွက်ကြောင့် assistant တွေ3 page တွေထွက်လာခဲ့ပြီးအပြစ်မှတ်ဆိုပြီးတော့2မှတ်ရရှိသွားခဲ့ပါတယ်အဲ့လိုရရှိသွားခဲ့တာကိုလည်းကိုတင်ညွန့်ကဂီးမဆိုင်ဖ ೇನೆ တပတ်အတွင်းမှာဒီရဲ့အပြစ်မှတ်တွေပို့တိုးမလာတော့ရင်သူ့ဟာသူပျောက်သွားလိမ့်မယ်ဆိုပြီးပြောနေခဲ့ရပေါ့ကျန်ရှိနေတဲ့ကိုတုတ်ကြီးရဲ့အဖွဲအကောင်တွေကလည်းချက်ချင်းဆိုသလိုထွက်ပြေးသွားကြပြီးတစ်ဖက်မှာရှိတဲ့မိန်းကလေးကလည်း "Oh no သူတို့ထွက်ပြေးသွားကြပြီသူတို့လိုက်တင်လာဆိုပြီးပြောနေကြရပေါ့အဲ့ဒါနဲ့ကိုတင်ညွန့်ကလည်းမိန်းကလေးကိုအကောင်တွေအရေးမပါတဲ့ကောင်တွေတသားပဲစိတ်ပူနေနေဆိုပြီးပြန်ဖြေလိုက်တယ်တည်သွားတဲ့ကောင်တွေစီကလည်းလက်နက်တွေကျန်ရှိနေခဲ့ပြီးကိုတင်ညွန့်ရဲ့အတွေးထဲမှာတော့ဒီလက်နက်တွေကကောင်းတော့ကောင်းပါရဲ့ငါအတွက်မလိုအပ်ပေမဲ့ဈေးကောင်းရနိုင်မယ်ထင်တယ်ဆိုပြီးတွေးနေကြရပေါ့အဲ့လိုတွေးနေတော့ကိုတင်ညွန့်အနာကိုမိန်းကလေးကကတ်လာခဲ့ပြီးဒီနေ့ငါတက်ကိုကစ်တင်ပြီးလို့ကျေးဇူးတင်ပါတယ်ဒါနဲ့ငါနဲ့နာမည်ကိုမသိရသေးဘူးလို့ပြောလိုက်တဲ့ကြောင့်ကိုတင်ညွန့်ကလည်းငါနာမည်လားလို့ပြန်မေးလိုက်ကတနေ့မှာကဘာတိုက်ခိုက်ရေးအင်အားစုရဲ့ထိတ်တန်းစိတ်နိုင်ငံစီးရင်မှာငါရဲ့နာမည်ကထိတ်ဆုံးမှရှိနေတာကိုမင်းတွေ့ရလိမ့်မယ်လို့ပြောလိုက်တယ်ကိုတင်ညွန့်ကလည်းအဲ့လိုပြောလိုက်တဲ့ကြောင့်မိန်းကလေးကလည်းကြောင်းဝမ်းသွားခဲ့ပြီးချက်ချင်းဆိုလို့ကိုတင်ညွန့်ကလည်းထွက်သွားခဲ့တယ်အဲ့လိုနဲ့နောက်မှကြံခဲ့တဲ့မိန်းကလေးကလည်းဘသူကအစင်သက်မှတ်ချက်တွေကိုဂူးဆိုင်နေမှလဲလို့ပြောလိုက်ကကိုတင်ညွန့်ကလည်းနောက်တောင်လှည့်မကြည့်ရကြောင်းငါ့ကိုလည်းခေါ်သွားပါအောင်ဆိုပြီးအော်ပြောနေတဲ့အချိန်မှာပဲ chapter 14ကလည်းဒီနောက်မှာပဲဆုံးသက်ထားပါရဲ့ဗျကြည့်ရှုပေးကြတဲ့ဘော်ရာတယောက်ချင်းစီတိုင်းအထူးပင်ကျေးဇူးတင်ရှိပါရဲ့ဗျာ